တဲ့ရွာဘာရွာစောထက်တူတူပဲနော်သူတို့ကမရှက်ကျွန်တော်တို့ကတူတန်းနည်းနည်းဝေးတယ်ဘာလို့ပြောတာတူတန်းလို့ပြောတာတူရွာလို့ပြောတာတူတန်းရွာမရှက်သူနေတာမရှက်ရောသူအခုလက်ရှိသူမိဘနဲ့နေတဲ့ရွာသူမိဘနဲ့နေတဲ့ရွာမရှက်ဘယ်ရွာတော့တူရွာတဲ့တူတန်းပေါ့ဗျာဘာတော့ဘယ်မှာသူအမေတို့ကရှက်ကကျွန်တော်ဒီနေ့ဘယ်လိုလဲဘုံနမအရင်ကျွန်တော်ဒီအကြီးဆုံးမရှက်ကလာတူတန်းနဲ့ရောဘာတူလဲတော့မသိဘူးဘာတူလဲမသိဘူးတူတန်းဘာတူပြန်တူလားဟာပြန်တူလားမြောက်တူလားဘာတူလားရှိတယ်စားရပါလားဘာကကြာပြောဒီကတူတန်ကြီးပါဟုတ်တယ်ဒါလိုက်ရှင်တယ်နဲ့တွေ့ဝင်းနေတော့ငါးသိပေးမယ်လို့ပေးမှာငါတော့တက်တာလေးပြီးရောတော့မောင်းလိုက်တော့မယ်အဲ့ကောင်ငါးသိပြက်ပေးတယ်ကျန်တဲ့ကောခွဲကြီးတော့24နာရီတော့ညှောက်မောင်းလိုက်ပြီပြင်းကျန်နေခဲ့မှာခါတာပြုတ်အောင်မဟုတ်ဘူးနေ့ညတော့မတော်ဟာဟောတာတော့ဘယ်သူမှမရှိတော့လက်အောင်နှပ်ဖို့ကောင်းတယ်ညစုတဲ့ဒီနေ့ချက်ကောက်ဖော်တာဖုံဆိုလက်ပဲကောင်းတော့ဖတ်တော့ပြီဟာပါလဲဆက်ပြီးမယ်ဒီလိုမလားလို့ဒီပါဦးတော့လိုက်တယ်နေမှာတော့ကောင်လိုက်တယ်နေမှာဒီတိုင်းလည်းပြစ်နေတာပဲတိုက်ကြတယ်ဟိုလာပြင်းနေ့ကလည်းနှက်စင်တက်တယ်ဖောက်တာတောက်ချောက်လည်းဖြတ်ဖောက်တာပဲတောက်ချောက်ဖောက်တာအဲ့တော့ကြောက်တော့ကြောက်ပါမိုးကြီးလေကြီးဆိုလည်းဖောက်တာပဲ